မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မော်ဟင်းကားချန်နယ်လေးကိုမျှဝေပေးသွားမှာဖြစ်လို့ရွှေမြန်မာတွေရဲ့အသေးဆွဲ tradition နဲ့အစားအစာလေးဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာချက်စားလို့ရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာမော်ဟင်းကားချက်ဖို့အတွက်ဆိုရင်ကြက်ဥပြုတ်ကိုအခုလိုမျိုးလေးအစိတ်လေးတွေစိတ်ပေးထားရပါမယ်ခင်ဗျာကြက်သွန်ဒီကိုလည်းအခုလိုမျိုးပြင်ဆင်ထားရပါမယ်ခင်ဗျာတည်ထားတဲ့ရင်သွေးအိုးကအနည်းငယ်ဆူလာပြီဆိုရင်တော့ခုနကလီးထားတဲ့ကြက်သွန်ဒီလေးတွေကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ကတော့မော်ဟင်းကားချက်ဖို့အတွက်ခင်ထွေးရီ ready made အထုပ်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ခင်ဗျာခုလိုမျိုးရင်သွေးပွက်ဆူလာပြီဆိုရင်တော့ဆန်မုံလေးကိုအရင်ဆုံးထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ပဲမုံလေးကိုထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ငါးမုံလေးကိုထည့်လိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ကြက်သွန်ကြော်လေးကိုထည့်လိုက်ပါမယ်ခင်ဗျာနောက်ဆုံးမှာတော့ငရုတ်ကောင်းမုံလေးကိုပါထည့်ပြီးတော့တစ်ခါတည်းချက်ပေးလိုက်ပါမယ်ခင်ဗျာအရသာတွေအားလုံးထည့်ပေးပြီးသွားပြီဆိုရင်တော့အရသာတွေကိုဟင်းရည်ထဲကိုစိတ်ဝင်သွားအောင်လို့တည်တည်ချာချာလေးဂရုတစိုက်နဲ့မှွေပေးရပါမယ်ခင်ဗျာပဲမုံလေးတွေကိုလည်းအခုလိုမျိုးလေးကြေသွားအောင်လို့ရောင်းမလေးနဲ့ထိုးပြီးတော့တည်တည်ချာချာလေးမှွေပေးရပါမယ်ခင်ဗျာမော်ဟင်းကားချက်တဲ့အခါမှာငပြောဥတို့စပလင်တို့ထည့်ပြီးချက်လို့ရှိရင်မော်ဟင်းကားရဲ့အနက်အရသာကပို့ပြီးတော့ပြည့်စုံစီမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လက်ရှိရောက်နေတဲ့နေရာမှာကငပြောဥတို့စပလင်တို့ဝယ်ရတာအဆင်မပြေတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးအဆင်ပြေသလိုလေးချက်ပြပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာမော်ဟင်းကားဟင်းရည်လေးတွေကအတော်အသင်လေးကျလာပြီဆိုရင်တော့ကျွန်တော်တို့ခုနကပြင်ဆင်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကြက်ဥလေးတွေထည့်ပေးပြီးတဲ့နောက်မှာမော်ဟင်းကားဟင်းရည်လေးကအရသာလည်းအဆင်ပြေသွားပြီးအပြည့်အကျဲလည်းမိမိစိတ်ကြိုက်ရရှိပြီဆိုလို့ရှိရင်မီးပိတ်လိုက်လို့ရပါပြီခင်ဗျာခုဆိုရင်တော့မော်ဟင်းကားဟင်းရည်လေးရရှိသွားပြီဖြစ်လို့မုတ်ဖက်လေးကိုအရေးဖြော်ပြီးတော့မိမိတို့စိတ်ကြိုက်သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာမော်ဟင်းကားချန်နီလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းရွှေမြန်မာတွေရဲ့အကြိုက် traditional ဟင်းပွဲလေးတွေကိုချက်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ Burmese Food Corner YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာရတာရှိတဲ့ဟင်းပွဲလေးနဲ့တူပြန်လာခဲ့ပါမယ်တက်တာပါ